အရာအလုံးကိုစွန့်လွတ်ပြီးမိုင်းထောင်ပေါင်းများစွာလမ်းလျှောက်ကအေးခဲနေတဲ့မြေပြင်ပေါ်မှာအိတ်ဆက်ရင်းဆူတောင်းဖို့တင်လုံနိုင်မလားလူအများအတွက်တော့ဒါဟာအယူလို့ရက်လို့ထင်ရပေမဲ့တိဘက်ဖျားဘူးတွေအတွက်တော့ဒါဟာသူတို့ဘဝရဲ့အရေးကြီးဆုံးခရီးစဉ်တစ်ခုပါဒါဆိုသူတို့ဘာကြောင့်ဒီလိုလုပ်ကြတာလဲဒီအလေးချင်းကိုကိုတောင်းဝမ်ခောက်ထောင်လို့ခေါ်ပါတယ်သူတို့ယုံကြည်တာကသုံးလန်းလျင်တစ်ကြိမ်မြေကြီးပေါ်ကိုလဲချပြီးခန္ဓာကိုယ်တစ်ခုလုံးကိုမြေကြီးနဲ့ထိစေခြင်းအဖြစ်မိမိရဲ့စိတ်ဝိညာဉ်ကိုတန်းဆင်စေတယ်လို့ဖြစ်ပါတယ်သူတို့ဒီလိုလုပ်တာငွေကြေးကြော်ကြားမှုအတွက်မဟုတ်ပါဘူးကဘာကြီးငင်းချမ်းရေးရဖို့ကိုယ့်ရဲ့အမားတွေကိုနောင်တရဖို့နဲ့တက်ရှိတတဝါအားလုံးပုံမူကောင်းမွန်တဲ့ဘဝကိုရရှိစေဖို့ဆုတောင်းနေကြတာပါဒါဆိုသူတို့ဘလို့နေထိုင်ကြလဲဘလို့အသက်ရှင်နေကြလဲဆိုတာသင်သိကျင်နေမယ်ထင်ပါတယ်ဒီဖျားဘူးတွေဟာဒီခရီးထွက်နေတဲ့အချိန်မှာပုံမှန်လုပ်တွေမလုပ်ကြပါဘူးဒီခရီးအတွက်နှစ်ပေါင်းများစွာကြိုတင်ငွေစုထားကြပါတယ်လမ်းထွက်တဲ့အခါမှာတော့အလွန်ပေါ့ပါစွာခရီးဆောင်ပြီးရိုးရှင်းတဲ့အစားအစာတောက်ရည်လိုအပ်တဲ့ပစ္စည်းနဲ့တခါတလေတဲသေးသေးတစ်လုံးသာယူသွားကြပါတယ်သူတို့မှာဟိုတယ်တွေမရှိသလိုမီးဖိုချောင်လည်းမရှိပါဘူးမိုးရွာနေတဲ့ညတွေနှင်းကျနေတဲ့နေ့တွေမှာတော့ကောင်းကင်ဖွင့်အောင်မှာပဲအိပ်ဆက်ကြရပါတယ်အစားအစာကုန်သွားရင်တော့ဒေသခံရွာသားတွေကအစားတောက်ဒါမှမဟုတ်အနားယူဖို့နေရာကိုစေတနာနဲ့ပေးကမ်းကြတာဟာရှေးရိုးစင်လာတစ်ခုဖြစ်ပါတယ်ဖျားဘူးတယောက်ကိုကူညီပေးခြင်းကကောင်းမွန်တဲ့ကံကြိုးကံကောင်းခြင်းရရှိစေတယ်လို့ယုံကြည်ကြပါတယ်ဒီဘဝဟာအလွန်ပင်ပန်းခက်ခဲပြီးခန္ဓာရည်အလွန်လိုအပ်တဲ့ဘဝဖြစ်ပါတယ်ဒီခရီးဟာလအတော်ကြာတချို့ဆိုနှစ်ပေါင်းများစွာတောင်ကြာနိုင်ပါတယ်တချို့ကအပူပြင်းတဲ့နေရောင်အောက်ကိုဖြတ်တန်းရပြီးတချို့ကအသက်အန္တရာယ်ရှိတဲ့နှင်းမုန်တိုင်းတွေကိုရင်ဆိုင်ကြရပါတယ်တချို့ဆိုလမ်းခရီးပေါ်မှာပဲအသက်ဆုံးရှုံးသွားကြပါတယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုဝမ်းနည်းစရာအဖြစ်မမြင်ကြပါဘူးအဲ့ဒီလိုတစ္ဆာရှိယုံကြည်ချက်အပြည့်နဲ့နောက်ဆုံးပန်းတိုင်ကိုရောက်ရှိခြင်းဟာအမြင့်ဆုံးဂုဏ်သိက္ခာတစ်ခုလို့ယုံကြည်ကြပါတယ်။သူတို့ဟာနောက်ကိုပြန်မလှည့်ကြပါဘူး။စွန့်လွတ်ခဲ့ရတဲ့တက်တောင့်တက်တာဘဝကိုလည်းနောက်တမရကြပါဘူး။ဒါဟာကျွန်တော်တို့အများစုစိတ်ကူးတောင်မရင်နိုင်လောက်တဲ့ယုံကြည်မှုနဲ့အနံ့မှုအဆင့်တစ်ခုဖြစ်ပါတယ်။